အပြာရောင်အင်ပါယာရဲ့ဘရင်အသစ်ဇာဘီလွန်ဆိုနဲ့စတန်ပိုဘေးရဲ့အာယုံဦးအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကိုဆိုင်အေရှက်စီလိုက်အကျူ channel နဲ့ Facebook page ကနေပြန်ညီကိုတွေအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ကျွန်မပြပြသွားမယ့်အကြောင်းအရာလေးကတော့ဇာဘီလွန်ဆိုကိုအသင်းရဲ့တရားဝင်မန်နေဂျာနေပြရာတို့ခန့်အပ်မှုအပေါ်ပြည်သက်တယောက်အနေနဲ့ဝမ်းသာပီတိဖြစ်ပြီးလိုက်လိုက်လဲလဲကြိုဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ဟုတ်ပါတယ်အပြာရောင်ညီကိုတို့ရဲ့ကဘာမြေကြီးပေါ်မှာအမောင်ဆုံးညတွေဟာလင်းလက်တောက်ပါမယ်အာယုံဦးကိုမွေးဖွားလာတတ်တယ်လို့မျိုးစတန်ပိုဘေးရဲ့ကောင်းကင်ရံမှာလဲမျော်လင့်ခြင်းကျဲပွင့်တပွင့်အသက်တဖန်ပြန်လဲလင်းလဲလို့လာခဲ့ပါပြီအားလုံးမျော်လင့်တောင်းတနေခဲ့တဲ့ Nice နှစ်ပိုင်းရဲ့ညံကြီးရှင်ဇာဘီအလွန်ဆိုဟာကျမတို့ရဲ့ပြာရောင်ရှင်သစ်အင်ပါယာကိုရေရှည်ဥဆောင်ဖို့အတွက်စာချုပ်သက်တမ်း၄နှစ်နဲ့တရားဝင်ရောက်ရှိလို့လာခဲ့ပြီပဲဖြစ်ပါတယ်မြန်မာစကားပုံမှာရွှေရတူလဲကြုံခဲ့မြာသားလဲစုံခဲ့ဆိုသလိုပါပဲဒီကနေ့ရှယ်စီတင်တဲ့အလွန်ဆိုတို့ရဲ့ဆောင်စည်းမှုဟာအသင်းရဲ့သမိုင်းစာမျက်နှာတစ်ကိုရေးထိုးဖို့အချိန်ကိုက်ဖြစ်တည်လာခဲ့တယ်လို့ပဲဆိုရမှာပါစာဘီလို့ဆိုအားဇူလိုင်လ၁ရက်နေ့ကစပြီးပြာရောင်အိမ်တော်ကိုစတင်ကင်တွယ်မဲ့နီးပြိုင်မန်နေဂျာရာထူးခန့်အပ်ပြီးနောက်စာဘီလို့ဆိုတာရှယ်စီတင်ပရိသတ်တွေထက်အခုလိုမျိုးသတင်းစကားတစ်ခုကိုပြည့်ပြည့်စုံစုံပြောကြားခဲ့ပါတယ်စာဘီလို့ဆိုကရှယ်စီရဲ့ကမ္ဘာပေါ်လုံးမှာကြီးမားဆုံးကလပ်တွေထဲကတစ်ခုဖြစ်ပြီးဒီလိုမျိုးကြီးကျယ်ခမ်းနားတဲ့ကလပ်ရဲ့မန်နေဂျာဖြစ်လာတာဟာကျွန်တော်ကိုလွန်ကြီးမားတဲ့ဂုဏ်ယူမှုဖြစ်စေခဲ့ပါတယ်ပိုင်ရှင်အဖွဲ့နဲ့အကစားဆိုင်ရာခေါင်းဆောင်များနဲ့ကျွန်တော်တို့ရဲ့စကားပြောဆိုမှုတွေကနေကျွန်တော်တို့တူညီတဲ့အိမ်မက်ချက်တွေကိုမျှဝေထားကြောင်းရှင်းရှင်းလင်းလင်းသိခဲ့ရပါတယ်ကျွန်တော်တို့အဆင့်မြင့်ဆုံးအဆင့်မှာတီတီမြဲမြဲရှင်ပြိုင်နိုင်ပြီးဖလားတစိမ့်တွေအတွက်ရုန်းကန်နိုင်တဲ့အသင်းတစ်သင်းဖြစ်အောင်ပြန်လည်တည်ဆောက်ချင်ပါတယ်အသင်းမှာအရေးရှင်းကောင်းမွန်တဲ့ကစားသမားတွေရှိပြီးဒီဘောလုံးကလပ်မှာကြီးမားတဲ့အလားအလာရှိနေပါတယ်ဒီအသင်းကိုဥဆောင်ရမယ့်အတွက်ကျွန်တော်တို့အတွက်ကြီးမားတဲ့ဂုဏ်ယူမှုတစ်ခုဖြစ်ပါမယ်အခုအာယုံဆိုင်ရမှာကစ조사အထုံမှုမှန်ကန်တဲ့ယဉ်ကျေးမှုတိဆောက်ရေးနဲ့ဖလားတစိမ့်တွေအတွက်အနိုင်ရရှိရေးပဲဖြစ်ပါတယ်လို့ရရဝုံရင်ဖွင့်ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်ဒီပြောကြားချက်ကိုသေချာနားထောင်ကြည့်ရင်အလွန်ဆိုဟာကျမတို့ရှယ်စီတင်ရဲ့အနှစ်သာရကိုဘယ်လောက်ထိနားလည်တယ်လဲဆိုတာအထင်ရှားပါပဲသူပြောသွားခဲ့တဲ့အထက်မှာပေါ်ရင်အောင်မြင်မှုထက်မှန်ကန်တဲ့ယဉ်ကျေးမှုတိဆောက်ရေးဆိုတဲ့စကားလုံးလေးကရှမချင်းတက်တဲ့ကိုလာမှန်ပါတယ်ကျမတို့အသင်းဟာပြီးခဲ့တဲ့ရာသီတွေမှာအသွင်ကူးပြောင်းရေးကာလလှိုင်းတဘိုးတွေကိုဖျက်ဆီးခဲ့ရပေမဲ့အလွန်ဆိုပြောသလိုပဲကျမတို့စီမှာအရေးချင်းရှိတဲ့အစိမ်မပွင့်သေးတဲ့ကြောက်ခဲရနာလေးတွေအများကြီးရှိနေပါတယ်စိန်ကောင်းကြောက်ကောင်းဟာဘယ်နာထထအယောင်တောက်တယ်ဆိုသလိုဥရောပကိုဂိုင်းလောက်ခဲ့တဲ့အလွန်ဆိုရဲ့နီးဗျူဟာအောက်မှာဒီလူငယ်လေးတွေဟာတစ်နေ့စိမ်ပွင့်တပွင့်လို့တောက်ပါလာတော့မှာပါဆရာကောင်းတယောက်ရဲ့လက်အောက်မှာပန်းကောင်းလေးတွေပန်ရသလိုမျိုးရှယ်စီတင်ရဲ့လာလာတွေနဲ့အလွန်ဆိုရဲ့မဟာဗျူဟာတွေပေါင်းဆက်လိုက်တဲ့အခါမှာတော့စတန်ပိုဘေးဟာရန်သူတွေကြောက်တူးတုံရမယ်မြေပြင်တပြင်ပြန်ဖြစ်လာတော့မှသေချာပါပဲဒါကြောင့်အချုပ်အားဖြင့်ပြောရရင်ပင်လယ်ပြလဲလှိုင်းမကြောက်အပြာရောင်ရှင်သိလဲဘယ်သူမှမကြောက်ဘူးဆိုတဲ့အတိုင်းလာမဲ့ဇူလိုင်လကစတင်မဲ့အလွန်ဆိုရဲ့ရှယ်စီအင်ပါယာခေတ်သစ်မှာအပြာရောင်ဒီလိုင်းတွေဘယ်လောက်ထိအရှယ်အဟောင်းပြင်းပြင်းနဲ့တက်လာအောင်မလဲဆိုတာရင်ခုန်စိတ်လှုပ်ရှားမှုအပြည့်နဲ့စောင့်ကြည့်ရတော့မှဖြစ်ပါကြောင်းပြောဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်ရှင်အပြာရောင်ညီကိုတို့တွေနေနဲ့လည်းအလွန်ဆိုရောက်လာတဲ့ပေါ်ဘလို့မြင်လဲဆိုတာကျမတို့ဗီဒီယိုအောက်မှာ comment လေးတွေရေးပြီးအရှင်းရှင်းဖလှယ်သွားခဲ့ကြပါအောင်ရှင်ယခုလို comment လေးတွေကိုသဘောကျရင် like and share ပြုလုပ်ခြင်းဖြင့်ကူညီပေးသွားကြပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်